ဒီနေ့ကတော့ဒီ2025ခုနှစ် at Excel ရဲ့ computer science ရဲ့number 6ပေါ့နော်ကလေးတွေအကြောက်ဆုံးမိကုံ pass paper အဲ့ဒီမိကုံအတွက်ဒီဟိုပါလဲ programming လေးကို review လုပ်ပြီးမလို့ပေါ့နော်ဆိုတော့ကလေးတော်တော်များများလဲ programming ဆိုရင်ဒီအမှတ်20တန်းကိုဖြည့်ပြီးဆိုရင်ဟိုမဖြည့်ရကြတာမိကုံနားမလဲတဲ့ပြဿနာတွေရှိရပေါ့နော်ဆိုတော့ဒီတော့ pass paper ကို review လုပ်ပေးမယ် answer ဒီ mark scheme နဲ့အတူကျွန်မ review လုပ်ပေးမယ်ပေါ့နော်ဆိုတော့ပထမဆုံးကျွန်တော်မိကုံနားလဲအောင်အရင်ကြည့်အောင်နော်နောက်နေ့တွေမှာတော့ဒီအခြား pass paper တွေလည်းထပ်ပြီးတော့ review လုပ်ပေးမယ်ဒီနေ့ကတော့2025အတွက်ရင်လုပ်ပေးတာပေါ့ဆိုတော့အရင်ဆုံးမေကွန်ရ environmental science to monitor the annual average temperature of major city around the world ဆိုတော့ပြောချင်တာဒီမြို့တွေပါမယ်ပေါ့နော်မြို့တွေရဲ့ဒီ major ဒီ major city တွေဖြစ်တဲ့ကမ္ဘာပေါ်မှာရှိ major city ရဲ့ annual နှစ်စဉ် average temperature ကို monitor ထိုင်ကြည့်ချင်တာဆိုတော့ဒါသူရဲ့ဒါဆိုတေချာကျွန်တော် temperature တွေတောင်းရတော့မယ်ပေါ့နော်ဆိုတော့ဒီမှာ तू ကပေးထားပြီးသားသူရဲ့ array ထဲမှာ तू ထည့်ထားသူမှာ two array ထည့်ထားပြီးသားဒါပေမဲ့2025ကထူးထူးခြားခြားပဲ 1D တွေပဲသုံးသွားတယ် two dimensional array ကိုမမေးသွားဘူးပေါ့နော်အရင်နှစ်တည်းဆိုရင်တော့ 2D မေးတယ်ဆိုတော့နည်းနည်းလေးပို့ပြီးတော့တိုင်ပတ်ကြတာပေါ့နော်ဆိုတော့အခုက 1D ပဲဆိုတော့ကောင်းတာပေါ့ဆိုတော့ဒီမှာ तू one dimensional array နှစ်ခုပေးထားတဲ့ list နှစ်ခုပေါ့ list နှစ်ခု Python နဲ့ဆိုရင်တော့ list ပေါ့ကျွန်မ Python ပဲပြောတာဆိုလေ Python တောင်မရှင်းပါဆိုဒီမှာ table ct ဆိုပြီးတော့ct name ကို store လုပ်ထားတဲ့ list တစ်ခုသေးချာတယ်ဒီ table ct မှာနာမည်တွေပါလိမ့်မယ်မြို့နာမည်တွေပါလိမ့်မယ်နောက်ပြီးတော့သူဒါဆိုတစ်ချက်ပြမယ်နော်သူ program လေးကိုသူပေးထားတဲ့ program ပုံစံလေးရှိရပေါ့နော်ဘယ်လိုလဲဆိုတော့program တစ်ချက်ကြည့်အောင်ကျွန်တော်6ဒီမှာပေါ့သူနှစ်ခုပေးထားတယ် table ct မြို့တွေကိုပေးထားတယ်ပြီးတော့ table temp ဆိုပြီးတော့အောက်ကကောင်ကိုလည်းအောက်က temperature အတွက် table ကိုလည်း 1D ပဲသုံးထားတယ်ဒါပေမဲ့ထူးထူးခြားခြား temperature ဆိုတာတော့သူဘာလို့ခိုင်းထားလဲဘာနဲ့ပြထားလဲဆိုတော့ string data နဲ့ပြထားတယ်ဒီမှာမဖြစ်မနေ sub program သုံးခိုင်းထားတယ်နောက်ပြီးတော့ခုဒါပေမဲ့ဒီလိုမျိုး open လာရဲဆိုရင်နည်းနည်းသက်သာတယ် sub program ကိုကြောက်တဲ့ကလေးတွေရှိရပေါ့နော်အမှ sub program ကိုမရေးရဲဘူးဆိုရင်တော့မှဘာထားခဲ့လို့ရလဲဆိုရင် write your program ဆိုပြီးအကုန်လုံးကောက်ရေးလိုက်လို့ရတယ်အမှတ်တော့ရော့သွားမယ်ဒါပေမဲ့ဘာမှမရေးတာထက်ဆိုင်ရင်တော့ကိုတီးတဲ့လောက်ရေးလာတာအဆင်ပြေတာပေါ့နော်ဆိုတော့ဒါပေမဲ့ Mego structure အရင်အဆင်ပြေပါတယ်ဟိုပါပေါ့အရင်ကြီးခက်ခဲမလုပ်ထားဘူးပေါ့ဒါမှ store လုပ်ထားတယ်ဒါပေမဲ့ तू က random လုပ်သွားသေးတယ် Celsius နဲ့ Fahrenheit ပေါ့နှစ်ခုစလုံးမပေးထားဘူးCelsius နဲ့ပေးထားတာရှိမယ်။ or ဘာဖြစ်မလဲ Fahrenheit နဲ့ပေးထားတာရှိမယ်ဆိုပြီးတက်ရှိရယ်။တချို့ဆိုရင် Fahrenheit နဲ့ပေးထားတယ်။တချို့ဆိုရင် Celsius နဲ့ပေးထားတယ်ပေါ့။ဒါကသူပေးထားတယ်သူပေးထားတဲ့လောက်ပေါ့နော်။သူရဲ့ပေးထားတဲ့အရာပေါ့။ဆိုပြီးကျမတို့သူဘာလုပ်ခိုင်းထားလဲဆိုတော့သူလုပ်ခိုင်းတဲ့အချက်က update temperature data already stored ဆိုတော့ကျမတို့ကို temperature data ထပ်ပြီးပြောင်းခိုင်းတယ်ဆိုတော့အများနဲ့ daily changes ကိုသူက monitor ထိုင်လို့မှာဆို daily changes ကိုသူကဘာဖြစ်တာလဲဆိုရင်ဟိုပြောင်းလဲမှုကိုသူက data တောင်းမှာပေါ့ဆို user စီက data တောင်းတာပေါ့ဆိုတော့ဒါ user input အပိုင်းပါမယ်ဆိုတော့ program တစ်ခုကိုကျမတို့စပြီးတော့ခွဲခြမ်းစိတ်ဖြာတော့မယ် abstract လုပ်မယ်ဆိုရင်အရင်ဆုံး decompose လုပ်လိုက်မယ်ပေါ့ decompose လုပ်မယ်ဆိုရင် input process နဲ့ output ရှိရဖြစ်တဲ့အတွက် program ကိုတခါတည်းကြည့်လိုက်တာနဲ့ဘယ်ဘိုင်းက input ဖြစ်မလဲဘယ်ကောင်က process ဖြစ်ပြီးဘယ်ကောင် output ဖြစ်မလဲဆိုတော့တန်းစဉ်းစားရမှာပေါ့နော်ဆိုတော့အခုဒီမှာပြောကြတဲ့ update temperature data already store လို့ပြောတာ input တောင်းရမယ်အပိုင်းပေါ့ဆိုတော့ဒါကျွန်တော်တို့လုပ်ရမယ် input တောင်းရမယ်အပိုင်း or calculate the overall average annual temperature of all the cities ဆိုတော့average တောင်းပေးရမယ် average တွက်ပေးရမယ်ဆိုတော့အားလုံးကိုတွက်ရတော့မယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့သေချာတယ်မြို့တိုင်းရဲ့ total ကိုထည့်မြို့တိုင်းရဲ့ total temperature ပေါ့total temp ကိုတည်ချတယ်ကျွန်တော်တို့ရှာရမယ်အဲ့ဒါကိုလည်း initialization လုပ်ခဲ့ရမှာအသေးချပဲနောက်ပြီးသူပါတောင်း total temp မှာအမှမှာ for of the city ထားလိုက်ပါဟုတ်ပြီနော် view the data in table ဒါသူရဲ့ data ပုံစံဒီလိုထွက်ရမယ်ပေါ့ဒါ example ပေးတာဆို average ပြန်တွက်ရမယ်ဆိုရင်ကျွန်တော်တို့ total temp ဆိုပြီးတော့ average ကတွက်မယ်ဆိုရင်ဒီ totaling ကိုမှပါလဲအရေးအတွက်နဲ့ပြန်စားရမှာပေါ့မြို့အရေးအတွက်တိုင်းပေါ့ဆိုတော့သိချတယ် length of ပါလဲ table အတိုင်းသွားအောင်ပေါ့ table တစ်ခုတည်းကြိုက်တဲ့ table တစ်ခုရဲ့ length အတိုင်းကိုကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်အဓိကတော့ length of city table အတိုင်းကိုဘာလုပ်ရမလဲဆိုရင်ပြန်စားပေးရမှာပေါ့ဟုတ်ပြီ app ကိုဆက်ကြည့်အောင် so the program must allow a scientist to input the name of the how we import by a city and if temperature is either Celsius or Fahrenheit တော့နှစ်ခုစလုံးကြိုက်တဲ့ပုံစံနဲ့ဝင်လာလို့ရတယ်
Fahrenheit နဲ့လည်းဝင်လာလို့ကိုသူ user ပေါ့နော် Fahrenheit နဲ့ပေးလို့လည်းရတယ် or Celsius နဲ့ပေးလို့ရတယ်ဒါပေမဲ့သူပြောထားတဲ့ format အတိုင်းပဲပေးရမယ်ပေါ့ C 25 or Fahrenheit ဆိုလဲ F ဆိုပြီးအရှိမ capital letter နဲ့ပေးရမယ်ပေါ့Now, if the CT is not in the array, an appropriate error message is given. သူဒီနေရာမှာ temperature ကိုတောင်းမယ်ပြီးတော့ရင်ဘာလုပ်မလဲဆိုရင်မြို့အဲ့ဒီသူကမြို့လေတောင်းမယ်ဆိုတော့ကျမတို့က input နှစ်ခုတောင်းရမယ်။ဘာနဲ့ဘာလဲဆိုရင် name of the city ဒါပေမဲ့အဲ့ဒီ city ကလည်းဒီ table ထဲမှာရှိတဲ့ city ပဲဖြစ်ရမယ်ဆိုတော့ဒါကကျမတို့ဟိုပေါ့နော်ဒီဥစားပါလဲsearching linear search ပုံစံလေးနဲ့တွားလို့ရတယ်ပေါ့နော် CT and its temperature in either Celsius or Fahrenheit လို့ပြောတဲ့အခါမှာကျွန်တော် data input နှစ်ခုတောင်းရမယ်။ဘာနဲ့ပါလဲဆိုရင် input နှစ်ခုကပါလဲဆိုတော့input နှစ်ခုတောင်းရမယ်။ဘာနဲ့ပါလဲဆိုရင် CT ရဲ့ name နဲ့ဘာနဲ့လဲဆိုတော့temperature ပေါ့။ဆိုတော့ဒါကျွန်တော်နှစ်ခုတောင်းရမယ်။ဟုတ်ပြီဒါပထမတစ်ပိုင်းSo now display a table with a header row and dividing line or so လို့တော့ table ကိုပြန်ပြပေးရမယ်ပုံပြရမယ်ဆိုဒီပုံစံအတိုင်းပြခိုင်းတာဆိုလိုတာကဒီလိုလာမယ်ပြီးရင်ဒီမြို့တစ်ခုချင်းစီ Celsius ကို Fahrenheit ကိုပြောင်းပေးရမယ်ဆိုတော့ဥပမာအဖြစ် for example user က Celsius ပဲထည့်ပေးတယ်ဆိုရင်တော့မှ automatic Fahrenheit ပြောင်းရမယ်ဆိုတော့ငကိုပေးထားတဲ့ table ထဲမှာလဲtable မှာလဲငကိုပေးထားတဲ့သူပေးထားတဲ့ table မှာလဲ Fahrenheit ပဲရှိတယ်ဆိုရင်တော့မှဘာလုပ်ရမှာလဲ Celsius ကိုမဖြစ်မနေပြောင်းပေးပြီးတော့ table ထုတ်ရမယ် user update လုပ်လိုက်တဲ့ data ကိုလဲတော့သူ Celsius ပဲဝင်လာလား Fahrenheit ပဲဝင်လာလားကျမတို့ Celsius ကို automatic ပြောင်းပေးရမယ်ဆိုတော့ကျမတို့လုပ်ရမယ်အလုပ်ကဒီမှာ process အပိုင်းပါလာတယ်ဘာလုပ်ရမလဲဆိုရင်Celsius နဲ့Fahrenheit ပေါ့ဘာကြီးပဲဝင်လာ Celsius နဲ့ Fahrenheit ပြောင်းရမယ်ဒီမှာနော် a header row and dividing line ဆိုတော့ a header row ဒီလိုပဲ header row တစ်ခုပါမယ်ဒီနေရာမှာ space တွေခံမယ်ပြီးတော့ဘာဖြစ်မလဲ dividing line ဖြစ်တဲ့ဒီ line လေးထည့်ပေးရမယ်ဒါ display ပိုင်းကိုသူပြနေတာပေါ့နော် display ဆိုတာ output ပိုင်းပေါ့ each city and its annual average temperature in both Celsius and Fahrenheit အဲ့တော့ကျမတို့ကအဲ့ဒီနေရာမှာကျတော့ display နှစ်ခုပြမယ်သူပြောသလိုပဲ city ချင်းတစ်ခုရဲ့ temperature က Celsius နဲ့လည်းပြမယ် Fahrenheit လည်းပြမယ် final မှာလည်း overall average ကိုလည်းပြရမယ် overall average ကလည်း Celsius နဲ့လည်းပြရမယ် Fahrenheit နဲ့လည်းပြရမယ်ပေါ့ဆိုတော့ဒီ table ပုံစံကြီးပြင်ပြရမှာပေါ့ဒါပေမဲ့ဒီ table က example ပေးထားတယ်ပေါ့နော်ဒါပေမဲ့ဒီမှာ user ကနေပြောင်းလိုက်တာဖြစ်စေဥမာဖြစ်တောင်းထားတဲ့ city name အတိုင်း temperature အပြောင်းလဲရှိလဲအဲ့ temperature update လိုက်ဖြစ်နေရမယ်အဲ့လိုပုံစံအောင်လုပ်ချင်တာဆိုတော့ the over average annual temperature of city in both Celsius and Fahrenheit shown as a whole number ဒါ highlight point ပဲသူဘာပြောင်းခိုင်းတာလဲဆိုရင် whole number နဲ့ပြောင်းခိုင်းထားတယ်ဆိုမဖြစ်မနေကျမတို့ whole number ပြန်ပြောင်းရမယ်ဆိုတော့ float နဲ့ဖြစ်နေတာဖြစ်မတော်တဆ float နဲ့ဖြစ်နေလဲကျမတို့ဘာဖြစ်မလဲဆိုရင်မဖြစ်မနေ whole number နဲ့တောင်းပေးရမယ်ပေါ့ဆိုတော့ဒါ formula နှစ်ခုပေးထားတယ်ဆိုတော့ကျမတို့တော့လွယ်ကူအောင်လုပ်ပေးထားတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီဒါကကျမတို့ဘာလုပ်ရမလဲဆိုတော့မေးခွန်းကိုပဲ review လုပ်သေးတာဟုတ်ပြီအဲ့ဒါဆိုရင်ကျမတို့ program လေးကိုကြည့်လိုက်အောင် program တော့တကူတကကြီးရေးမပေးနေတော့ဘူးပေါ့နော်ဆိုတော့ဒီမှာပထမအဆုံးအပိုင်းကတော့ဒါသူပေးထားတဲ့အပိုင်းပေါ့ဒါကဟိုပေးထားတဲ့အပိုင်းငကိုကလေးကပါလာမယ်အပိုင်းဒီဟိုစားပါလဲကွန်ပျူတာကိုဖွင့်လိုက်ပြီဆိုတာ ਨੇ သူဒီ exam မှာဖွင့်လိုက်ပြီဆိုတာ ਨੇ ပေးထားတဲ့ folder ထဲမှာပါလာတဲ့ဒါ data file ပေါ့နော်ဒါလောက်ပဲပါလာဟုတ်ပြီရေးရမယ် set program ခက်ခဲမစင်စားပါနဲ့သူ set program နှစ်ခုပဲရေးသွားတယ် Celsius to Fahrenheit set program တစ်ခုနဲ့ Fahrenheit to Celsius set program တစ်ခုရေးသွားတယ်အဲ့ဒီနေရာမှာတော့သူဘာကိုသုံးသွားလဲဆို local variable p temp ကိုသုံးသွားတယ်ပေါ့နော်ပြီးတော့သူက Fahrenheit ပြောင်းမှာမို့လို့ Celsius ကိုဝင်လာတယ်ဆိုရင် Fahrenheit ပြောင်းမှာမို့လို့ equation အတိုင်းပဲရေးတယ်ပြီးတော့ integer ပြန်ပြောင်းတယ်ဟုတ်ပြီနော် integer ပြန်ပြောင်းတယ်ဆိုတော့ဒီနေရာမှာကျမတို့ကသူပြောက်တိုက်တဲ့ data နဲ့ဝင်လာနိုင်တယ်ဘာဖြစ်လဲဆိုရင်ဒါပေမဲ့ဖြစ်မနေ integer ပြန်လုပ်ပြီး round to 0လုပ်တယ်ဆိုတာကဘာတသမ gain မှမလို့ချင်လို့ပေါ့ round လုပ်တယ်0 ထိလုပ်ချပလိုက်တယ်ပေါ့နော်ဆိုလိုတာကရလာတဲ့ value ကို round လုပ်ပြီး integer ပြောင်းပလိုက်တယ် for example ဝင်လာတဲ့ဒီ FTH temperature ကရလာတဲ့ value ကပေါ့နော်ဟိုဗာလဲတသမ gain ဖြစ်နေလဲ round down လုပ်ပြီးတန်းပြီး integer ပြောင်းပလိုက်တာဟုတ်ပြီနော်ဆိုတော့ပြီးတော့ Fahrenheit ပြောင်းထားပြီးသား temperature return ပြန်လုပ်မယ်ဒါ return function ပေါ့အဲ့ဒီတိုင်းပဲ Celsius ကိုလည်းအဲ့ဒီတိုင်းပဲလုပ်သွားတယ်။ဘာကြောင့်လဲဆိုတော့သူမေးခွန်းမှာကလေးကသူပြောထားတဲ့
whole number နဲ့ပဲဖြစ်ရမယ် Celsius and Fahrenheit shown as ဘာဖြစ်မလဲ whole number ဖြစ်တဲ့အတွက်သူဒီမှာကလေးကသူဘာလုပ်ခဲ့လဲဆိုရင် whole number ပြန်ပြောင်းထားတယ်ဒသမကိန်းဖြစ်နေလို့လုံးဝမရတာဖြစ်တဲ့အတွက် round down က0 to round down လုပ်ပြီး integer ပါတခါတည်းထည့်ပြောင်းပေးထားတယ်ဟုတ်ပြီနော်ဆိုတော့ဒီနေရာထိနားလည်မယ်လို့ထင်တယ်ဒါကတော့ function တစ်ခုပေါ့ဒီ function တစ်ခုသူဘယ်မှာပြန်ခေါ်သုံးသွားလဲဆိုရင်ဒီနားလေးမှာပြန်ခေါ်သုံးသွားတယ်ဒါ Fahrenheit အတွက်ပြောင်းတာဒါပါလဲဆိုရင် Celsius အတွက်ပြောင်းတာဒီနေရာမှာတော့သုံးထားတာကကြတော့ဒီကောင်ကြတော့ဒါ local ဒါကတော့ global variable the term ပေါ့နော် the term ဆိုတာလေးတစ်ချက်မှတ်ထားပြီးပါကဲဟုတ်ပြီစပြီးကိုစာရေး initialization အရင်အရေးကြီးပါတယ် initialization အရေးကြီးတာဖြစ်တဲ့အတွက် तू က totaling နှစ်ခုခုနပြောခဲ့သလိုပဲကျမတို့က average ကိုရှာမှာဖြစ်တဲ့အတွက် Fahrenheit အတွက်ကော Celsius အတွက်ကော totaling initialize လုပ်ခဲ့ရမယ် total Fahrenheit total Celsius ဆိုပြီးအကုန်လုံး0ထားခဲ့ရမယ်ပေါ့ပြီးတော့မှဒါက C temp ဆိုတာကဒါကCelsius temperature အတွက် variable တစ်ခုရှိမယ် Fahrenheit temperature အတွက် variable တစ်ခုရှိမယ်ဒီ variable ထဲမှာ0 integer ပဲထည့်တယ်ဘာကြောင့်လဲဆိုတော့ number ဖြစ်မှရမှာမို့လို့ပေါင်းအောင်ပါကိုဟုတ်ပြီနော်ဆိုတော့ဒါ initialization အပိုင်းပြီးတော့မှဒါက CT count ဆိုတဲ့ variable ထဲကို length of table CT ကိုထည့်လိုက်တယ်ဟုတ်ပြီ length of table CT ဆိုတော့ကျွန်တော်တို့ length ကဘယ်လောက်ရှိပါလဲဆိုရင်1 2 3 4 5 6 7 8 9 10 10မျိုးရှိမယ်ထင်တယ်ဆိုဒီနေရာမှာတော့သိချတယ်ဘာရှိသွားမလဲဆိုရင်10ဆိုပြီးဝင်သွားမယ်ဆိုလိုတာဒါ variable သုံးသွားတာပေါ့ fixed value မသုံးသွား so length of table ဆို update CT ဒါ update လုပ်တဲ့အပိုင်းဒါ data တောင်းတဲ့အပိုင်းပေါ့အမေ data တောင်းတဲ့အပိုင်းမှာသူကနှစ်ခုကြီးတစ်ခုပြောထားတယ်တောင်းဟုတ်ပြီ data တောင်းတော့ဒီတိုင်းပဲမြို့နာမည်တောင်းတယ်မြို့နာမည်တောင်းတာဖြစ်တဲ့အတွက် input ဆိုပြီး please enter CT ဆိုပြီးတော့လာတယ်ပေါ့ဒီနေရာမှာတော့ကလေးတွေကဥမာအဖြစ်ဗာလဲ title case သုံးချင်သုံးသွားလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီနေရာမှာ title case ပေါ့နော်အရင်ကြီးဟောဖြစ်မယ်ဆိုကျမသာဆိုရင်တော့ title case လေးရေးခဲ့လိုက်မယ်ဘာလို့လဲဆိုတော့ဝင်လာတဲ့ CT ကဘာဖြစ်လဲဆိုရင်သူကအသေးနဲ့ပဲရေးသွားရင်ပြဿနာတက်မှာဆိုလို့ဟုတ်ပြီနော်ဆိုတော့ဒါပေါ့ဒါ data တောင်းတဲ့အပိုင်းဒီအပိုင်းကဘာလဲဆိုရင်ရှင်းပြရရင်တော့ပေါ့ data တောင်းတာ input ဘာလုပ်တာလဲဆိုရင် CT name ပေါ့capital city name ကိုတောင်းလိုက်တာပေါ့ဒီပိုင်းဟုတ်ပြီပြီးတော့မှဒီမျိုးကဒီ table ထဲမှာရှိမရှိစစ်မှာဖြစ်တဲ့အတွက် for x in range city count ဆိုပြီးတော့သူကလာတယ်ဒီနေရာမှာအောက်မှာလေးကတော့ပိုလာတယ် if this city in table city ဆိုပြီးကောက်ရေးသွားတယ်ဒါလည်းအဲ့လိုလည်းရေးလို့ရတယ်ပေါ့နော်ဒီလိုပဲမဟုတ်ဘဲနဲ့ for နဲ့ range နဲ့တစ်ခုချင်းစစ်တယ်ဒါ linear စစ်သွားတယ် x in range ကို city count ဆိုပြီးသူကောက်ရေးပလိုက်တယ်ဆိုတော့CT count အတိုင်းဒီ length အတိုင်းစစ်မယ်တစ်ခုချင်းစီစစ်သွားမယ်စစ်သွားမယ်ရှိမရှိပေါ့ဆိုတော့ဟုတ်ပြီ if this CT တောင်းထားတဲ့ data က table CT ဒီမှာ double equal နဲ့ if နဲ့စစ်တာပေါ့ double ပါလဲ table CTX ဆိုတော့0ကစစစ်တယ်ညီရင်တောင်းထားတဲ့ CT ကဒါကျွန်တော်တို့ table ထဲမှာရှိတယ်ဆိုရင်ဒီပေါ့မှာပြကြိုက်တဲ့ new daily ဖြစ်စေကျွန်တော်ထည့်လိုက်တဲ့ CT ကဒီထဲမှာရှိတယ်ဆိုရင်အဲ့ဒီ this temp ဆိုတဲ့ဥစားပါလဲ temperature စတောင်းပြီဒီနေရာမှာ temperature တောင်းတော့လေးတွေတော်တော်များများကဘာနဲ့တောင်းမိမလဲဆိုရင် float နဲ့ဖြစ်စေ integer နဲ့ဖြစ်စေတောင်းမိမယ်ဒါပေမဲ့ကျမတို့တောင်းရမှာနှစ်ပိုင်းเนาะဒီနေရာမှာဘာတောင်းမိလဲဆိုတော့ဒီပိုင်းကတော့ပါစပြီးတော့ temperature ပေါ့temperature တောင်းတော့သူကကျတော့ input ရိုးရိုးနဲ့ပဲတောင်းတာဘာကြောင့်လဲဆို float နဲ့တောင်းအောင်ဝင်လာမဲ့ value ကဘယ်လိုဝင်ရမှာလဲဆိုရင် Fahrenheit ဆို C ပါလာရမယ် Fahrenheit ဆို F ပါလာမယ် Celsius ဆို C ပါလာမှာဖြစ်တဲ့အတွက်စကြတဲ့သူတောင်းလိုက်တာဘာနဲ့ပဲတောင်းတာလဲဆိုရင်ရိုးရိုး input နဲ့ပဲတောင်းလိုက်တယ်ပြီးတော့မှအဲ့ဒီနေရာမှာ update လုပ်ပလိုက်တာပေါ့ငကို table CT temp เนาะဒီနေရာမှာ temperature အဲ့ဒီဥမာ for example ကျွန်တော်တို့ new daily ဆိုရင်လေ new daily ရဲ့ data ကသူက table temp ကတော့ index တူတော့34မှာကျွန်မအသစ်ထည့်လိုက်တယ်ကျွန်တော်တို့အသစ်ထည့်လိုက်တဲ့ value update လုပ်တာဖြစ်တဲ့အတွက်အဲ့ဒီ index မှာရှိတဲ့ value temperature ကိုပြောင်းပလိုက်တယ် this temp နဲ့ထည့်လိုက်တယ်ဒီ request လုပ်လိုက်တဲ့ this temp ကိုဘာလုပ်လိုက်တာလဲဆိုရင်ပြောင်းပလိုက်တာပေါ့ရှင်းပြရင်ဒီနေရာကဘာလုပ်လိုက်တာလဲဆိုရင်ငကို new temperature ကိုဘာလုပ်လိုက်တာလဲဆိုရင် update လုပ်လိုက်တာပေါ့ new temperature ကို update လုပ်တဲ့အပိုင်းဆိုတော့ဒီနေရာမှာဒါ for loop နဲ့ပတ်ပြီးတော့ for else နဲ့သုံးသွားတယ်ပေါ့
ဒီဟာသာရှိခဲ့မယ်ပြောရင်ရှိခဲ့ရင်ပြော for else ပေါ့မရှိခဲ့ဘူးဆိုရင်တော့ဘာဖြစ်မလဲ print ct does not exist ဒီနေရာမှာကျွန်မသိတယ်လို့ else ကအထဲမှာရှိရမှာနော်နည်းနည်းတော့လွယ်နေသလားလို့for ထဲမှာရှိမရှိတော့ပါမရှိတော့ဘာဖြစ်မလဲ ct does not exist ဆိုပြီးတော့လောက်သွားတယ်ဒီလိုမျိုးပေါ့ပတ်ထွက်သွားတယ်ပေါ့ဒါ else ကအထဲမှာရှိရမှာနော်ဟုတ်ပြီဒီအပိုင်းက data တောင်းတဲ့အပိုင်းပြီးသွားပြီဆိုတော့ဒီနေရာကကျွန်တော်တို့ input အပိုင်းပြီးပြီလို့ပြောလို့ရတယ်ဒီနေရာဘာဖြစ်မလဲ input အပိုင်းပြီးပြီလို့ပြောလို့ရတယ်ဒါ input ပြီးသွားပြီပေါ့ဒီကောင်လည်းတူပဲရေးထားတာပဲဒါကတော့ if false နဲ့ပို့အဆင်ပြေဒီကောင် for ထဲမှာ if false ရှိရမှာပေါ့နော်ဒါ for နဲ့တန်းနဲ့ဖြစ်နေလို့မရဒီနားလေးနည်းနည်းလွယ်နေသလားလို့ဒီနေရာတော့ဒါ index ပြန်စောသွားတာပေါ့သူကဒီနေရာမှာ this index ဆိုပြီးတော့ this ct ဒါ table ထဲမှာရှိရဆိုအဲ့ဒီ index ထဲကိုဘာဖြစ်မလဲ temperature this index ဒါ index ပြန်ယူတဲ့အပိုင်းပြီးဒါပြန်ထည့်ဒါတော့ပြတ်တယ် if false နဲ့ပဲစစ်သွားတယ်ဒါကတော့ for နဲ့စစ်တယ်ပေါ့နှမျိုးစစ်လို့ရတယ်ပေါ့ကြိုက်တယ်လို့သုံးကျွန်တော်တို့အပေါ်ကဟာကို reference ယူပေးလိုက်တာပေါ့ဟုတ်ပြီဒါကတော့ဒါ input အပိုင်းပြီးသွားပြီခုနောက်ဒါပါလဲဆို display လုပ်ရမယ်အပိုင်းသူပြောတဲ့အတိုင်းပဲ display table header ကိုဒီပုံစံအတိုင်းပြခိုင်းထားတာဖြစ်တဲ့အတွက်သူပထမစကလေးကဒီပုံစံအတိုင်းပြပေးလိုက်တယ်ဒီလိုပုံပေါ့နော်ဆိုတော့ဒီဘေးနာဘောင်ကြီးမလို့လေเนาะဆိုတော့ဒါဒီတိုင်းပြမယ်ဆိုတော့သူအရင်ဆုံးဒီလိုပြရတယ်ဆိုတော့ကြည့်လိုက်CT ဆိုပြီးတော့ Celsius ဆိုပြီးဒါသူဘာလုပ်လိုက်တယ်လို့ space တွေချပလိုက်တယ် Fahrenheit ဆိုပြီးတော့ဗာလဲဒီမှာ set ဟိုဗာလဲဒီဖြတ်လိုက်တခုမြင်းဖြတ်ကြီးတခုပေါ့သူပြောထားတယ်သူ့ရဲ့မေကုန်းမှာကလေးတော့ဗာပြောရလဲဆိုတော့ဒီမှာလေ and dividing line လို့ပြောတော့ဗာဖြစ်မလဲ header rows and dividing line ဆိုတော့ဒီမှာ dividing line ကို print နဲ့ထုတ်ပလိုက်တယ်ဟုတ်ပြီပြီးတော့မှဘာလုပ်ပြီလဲဆိုရင်ဒီအပိုင်းမှာကျမတို့ဟိုပါလဲဒီတစ်ပိုင်းပေါ့နော် scale and temp ဆိုတော့ဒီနေရာမှာ temperature ကနှစ်ခုဖြစ်နေတာ哦ကျမတို့ temperature လို့ပြောရင်နှစ်ပိုင်းရှိမယ်အရှိက f ဆိုရက်ဒါ string data နဲ့အနောက်ကပါလဲဆိုရင် integer data ဒါပေမဲ့ကျမတို့က temperature ကို average ပြန်ရှာရမှာဖြစ်တဲ့အတွက်အနောက်ကဒီနှစ်ခုပြန်ခွဲရမယ်အရှိက string data အနေနဲ့သီးသန့်ရှိနေရပြီးတော့အနောက်ကကျတော့ဘာအနေနဲ့ရှိရမှာလဲဆို integer အနေနဲ့ရှိရမယ်ဒီအပိုင်းက update လုပ်ပြီးသွားတဲ့အပိုင်းเนาะ update လုပ်ပြီးသွားဆိုတော့ဒီနေရာမှာအပြောင်းလဲရှိသွားပြီဒါပေမဲ့တစ်ခေါက်ပဲလုပ်ရတာဖြစ်တဲ့အတွက် while လို့မပတ်ထားအောင်เนาะအချိန်ကြီးအတွက်နဲ့ဘယ်နှမျိုး update လုပ်ခွင့်မပေးထားဘူးတစ်မျိုးပဲလုပ်ခွင့်ပေးထားတာဖြစ်တဲ့အတွက်တစ်ခေါက်မှတစ်မျိုးပဲလုပ်ခွင့်ပေးထားတာဖြစ်တဲ့အတွက်မျိုးတစ်မျိုး update ဖြစ်သွားလိမ့်မယ်အဲ့ဒီအပိုင်းကပြီးပြီဆိုတော့အခုဒီ table မှာဒီ data တခုပြောင်းချင်ပြောင်းနေမယ်မပြောင်းတာလည်းဖြစ်ချင်ဖြစ်နေမယ်ဒါပေမဲ့ display လုပ်ရမယ့်အပိုင်းမှာကျတော့စပြီးလာပြီ for I enrich city အဲ့ဒီတိုင်းပဲဒီ table အတိုင်းပဲ for loop ပတ်သွားတယ်။နောက်ပြီးတော့မှ next time ဆိုရဲ variable ထဲမှာကျမတို့ဒီ temperature ကိုကောက်ထည့်ပြီးသူ့ထဲမှာဘာရှိပေါ့ဒီ temperature တွေအကုန်လုံးကောက်ထည့်ပြီး Fahrenheit ဟိုအစကနေဆုံးထိ10မျိုးစာစလုံးဘာဖြစ်မလဲထည့်သွားမယ်။ for ကမပြီးမချင်းပတ်နေမှာဆိုထည့်တယ်။ပြီးရင်ပထမအဆုံးသူအဲ့ဒီမျိုးလေးကထားပါတော့ဒီနေရာမှာဒီ next time ထဲမှာဘာရောက်သွားပြီလဲဆိုရင်ကျမတို့ရဲ့မြို့ဝင်သွားပြီsorry Fahrenheit temperature ဝင်သွားပြီပထမဦးဆုံးexample ပြမယ်ဆို next time ထဲမှာမျက်လုံးထဲမြင်အောင်ပြမယ်နော်ဘာလဲဆိုရင် next time ထဲမှာပထမအနေနဲ့စကြည့်အောင် next temp next time ဆိုရ variable ထဲမှာဘာဝင်သွားမလဲဆိုရင်ပထမအနေနဲ့ဆိုရင် Fahrenheit 103ဆိုရဥစားပါလေ data စဝင်ပြီဒါပထမ first loop တော့ဟုတ်ပြီအဲ့ဒါဆိုရင်ဘာဆက်လုပ်လဲဆိုတော့ scale ဆိုတဲ့ variable တစ်ခုထပ်လုပ်တယ်ပြီးတော့မှ next term ရဲ့0လို့ပြောတာဆိုတော့စခွဲပြီ next term ထဲမှာရဲ့ next term ရဲ့0ဆိုတော့ index 0ကဘာရှိတာလဲဆိုတော့ scale ထဲမှာဘာဖြစ်သွားမလဲဆိုရင် Fahrenheit သီးသန့်ပဲရှိတော့မှာဟုတ်ပြီနော် Fahrenheit သီးသန့်ခွဲချပလိုက်ပြီပြီးတော့ do တရား the term ဆိုတဲ့ variable ထဲမှာဒါနှစ်ပိုင်းခွဲပလိုက်တဲ့အပိုင်းပေါ့ဒီ term ထဲမှာကျတော့ဘာပြောင်းလိုက်လဲဆိုရင်အနောက်ကရှိရ103ဆိုတဲ့ value ကို integer ပြောင်းလိုက်တာဖြစ်တဲ့အတွက်103ဟာ integer လုံးဖြစ်သွားပြီဟုတ်ပြီနော်ဆိုတော့ integer လုံးဝပြောင်းပလိုက်တယ်သူအဲ့ဒါကြောင့်မလို့ index ကို1ကနေစခေါ်ထားတယ်0 next term ရဲ့0မဟုတ်ဘဲနဲ့1ကနေစတယ်အဆုံးထိမလို့အနောက်မှာသူကဘာလုပ်ထားရလဲဆိုရင်ဟိုဘာလဲ column နဲ့ခွဲထားတာအနောက်မှာဘာမှမထည့်ထားဘူးဒါရှင်းပြဘာလို့ဆိုလိုတာလဲဆိုရင်အဆုံးထိသွားမယ်လို့ပြောချင်တာဟုတ်ပြီနော်ဆိုလိုတာကဟိုဒီဥစားပါလဲအခုပြောတဲ့ Fahrenheit ဆိုလဲ103အဆုံးထိဘာလို့မှလဲဆိုရင်အကုန်လုံးအနောက်က general value အားလုံးဘာလို့တာလဲ
integer ပြောင်းပလိုက်တယ်ဆိုတော့ဒီအပိုင်းကိုနားလည်မယ်လို့ထင်တယ်ဒီပိုင်းရှင်းရှင်းပြောရင်နှစ်ပိုင်းခွဲပလိုက်တာပေါ့ string နဲ့ဘာဖြစ်မလဲ integer ပြောင်းတယ်အဲဒီမှာမှစာစစ်ပြီအဲ့ဒီ string စာစစ်တယ်အဲ့ဒါကြောင့်မလို့ scale ထဲမှာပါရှိနေရလဲဆို Fahrenheit ရှိချင်းရှိနေမယ်။ဘာဖြစ်မလဲ Celsius ရှိချင်းရှိနေမယ်။ဆိုတော့ scale ထဲမှာဒါ Celsius ရှိနေခဲ့မယ်ဆိုရင်ကျမတို့စပြီးတော့ C temp ဆိုတဲ့ variable လေးဒါပါလဲဆိုတော့ output ထုတ်မှာ။ကျမတို့ထုတ်မှာ C temp ကိုပဲထုတ်မှာလေ။ဟုတ်တယ်မလား။ဆိုတော့ဒါပထမဦးဆုံးတစ် line အတွက်ထုတ်မှာလေ။ဒါကျမပထမ first loop တော့ပဲစဉ်းစားမယ်။ဆိုတော့ Celsius တာဖြစ်ခဲ့မယ်ဆိုရင်ဒါပေမဲ့ဒီနေရာမှာ Celsius မဟုတ်ဘူးပေါ့နော်ပထမဦးဆုံးမျိုးအတွက်က Fahrenheit ဖြစ်နေတာဖြစ်တဲ့အတွက်ဒီ loop ကကြော်ပြီး if ကိုကြော်ပြီး else တွေကိုပဲလာမှာပဲဒါပေမဲ့ဒါကိုရှင်းပြမယ်။ C temp ကိုဘာလို့မလဲဆိုရင်ဒီ temperature ကျမတို့အခုနပြောထားတဲ့ temperature ကြီးကောက်ထည့်လိုက်မယ်ဆိုရင် C temp ထဲမှာဘာဝင်သွားမလဲဆိုတော့103ဝင်သွားမယ်။ဒါပထမ loop အတွက်နော်။ C temp ဆိုတဲ့ variable အစ0အခုတော့ဘာဖြစ်သွားပြီလဲဆိုရင်103ဆိုတဲ့ integer လေးဝင်သွားပြီဟုတ်ပြီအဲ့ဒါက temperature ဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ totaling ကလည်းလောက်အောင်မယ်ဘာကြောင့်လဲဆို average လို့ချင်တာဖြစ်တဲ့အတွက်ဒါပထမမြို့အတွက်ဆိုတော့အခုဘာဖြစ်သွားမလဲဆိုတော့ total Fahrenheit total C ထဲမှာဘာဖြစ်သွားမလဲဆိုရင်103ပဲရှိမှာပေါ့0 plus 103ဆိုတော့ဘာဖြစ်မလဲ103ပဲပေါ့103 Celsius ပဲဖြစ်မယ်တော့သူထက်ထက်ပေါင်းသွားမယ်နောက်ပိုင်း Celsius တာ totaling လောက်သွားမယ်F term ကကြတော့ကိုကရထားတာက F term ကိုဟုတ်တယ်မလားဆိုတော့ F term ဆိုတဲ့ variable အသစ်ဒီမှာပေါ့ဒီ F term ပြောင်းရမှာပေါ့ရထားတာ Celsius ဖြစ်နေတဲ့ F term ပြောင်းရမှာမဟုတ်လို့ F term တွေကိုဘာလုပ်ထားမလဲဆိုရင် C2F ဆိုတဲ့ဘာကိုခေါ်သုံးပြီလဲဆိုရင် function ခေါ်သုံးတယ်ဒါပေမဲ့ကိုတူတောင်းတာဒီမှာ P ထက်နေရာမှာဘာဖြစ်လို့ the temp သုံးသွားလဲဆိုကိုတောင်းထားတဲ့ temperature က the temp ကိုဟုတ်တယ်မလား sorry ဒီနေရာမှာ the temp ကိုကျွန်တော်တောင်းတာ the temp ကိုဟုတ်တယ်မလားဒီ temperature အပြောင်း the temp ဆိုတော့ဒီ the temp ကဒီထဲကိုရောက်လာမယ်ပေါ့ဒီ the temp လေးရပါဖြစ်မလဲဒီထဲကိုရောက်လာမယ်ဆိုလိုတာကဒီ function တစ်ခုလုံးခေါ်သုံးလိုက်တာဖြစ်တဲ့အတွက်103ဆိုတဲ့ temperature လေးကဘာကိုပြောင်းသွားပြီလဲဆို Fahrenheit ကိုပြောင်းသွားမယ်ဟုတ်ပြီနော်ဒီနေရာမှာ sorry Fahrenheit ကိုပြောင်းမယ်ဒီနေရာမှာ sorry first step ကအောက်ကိုကျော်ပြီးရောက်သွားတယ်ဒါအပေါ်ကြောင်းကိုရှင်းပြနေတာမဟုတ်လို့ဘာဖြစ်မလဲပေးထားတဲ့ the term လေးအဒီမှာအတူတူပဲပေါ့အဲ့ဒါပြီးတော့ဒီ Fahrenheit ကိုလည်းထည့်ပါမယ်ဒါပထမတစ်ခုစားတည်းရသွားပြီဆိုတော့ကျမတို့ဘာရသွားမလဲဆိုရင်ဒီဒါသာ Celsius ဖြစ်ခဲ့မယ်ဆိုရင်အောက်မှာပေါ့နော်သူက display ပြန်လုပ်တယ် table CT ဆိုပြီး CT မြို့လာမယ်မြို့ပုံလေးပြမယ်ဥပမာ for example reckoning like pardon my pronunciation ဟုတ်ပြီနော်ဒါထားပါတော့ခေါ်တဲ့ new daily ပဲခေါ် new daily ပြီးရင်ဒီနေရာမှာ space သူပြခိုင်းထားတဲ့ table အတိုင်းပဲဒီမှာလေမြို့လာမယ်ပြီး and then space right ပြီးရင်ဘာလာမလဲဆိုရင်လာတဲ့ဟာဘာလောက်တာလဲဆိုရင် C temp ဆိုတော့ခုနကပြောင်းထားတဲ့ temperature Celsius temperature လာမယ် and then ဘာလုပ်မလဲဆိုရင် F temp ဆိုပြီးဘာလုပ်မလဲဆိုရင်ပြောင်းထားတယ်ဘာဖြစ်မလဲအခုကျွန်တော်တို့ပထမတစ်ခုဆိုရင်ဒါ Fahrenheit နဲ့ Celsius ပြောင်းမှာပေါ့ the else condition ပေါ့ပြောင်းထားတယ် F temp ရဲ့ value ကောက်ထည့်တယ်ဒါ temp variable သုံးတယ်ဆိုတော့ဒီ loop ကပတ်နေမယ်10ကောက်တိတိပေါ့ဆိုလိုတာကဒီ end of loop ဒီ end of ဘာဖြစ်မလဲ list ကြီးပတ်မယ်သူက Celsius ဖြစ်တယ်ဆိုရင် Fahrenheit ပြောင်းမယ်ပြီး total လုပ်မယ်Celsius ကို total လုပ်မယ်ပြီး Fahrenheit total လုပ်ဥပမာဖြစ် Fahrenheit နဲ့ဖြစ်ခဲ့မယ်ဆိုရင်ဘာဖြစ်မလဲ totaling လုပ်မယ်ပြီးဘာဖြစ်မလဲ Fahrenheit ကို Celsius ပြောင်းမယ်အဲ့ဒီရထားတဲ့ Celsius ကိုလည်း total ပြန်လုပ်မယ်အဲ့ out of loop ပြန်တွေ့တဲ့အခါမှာတော့ဘာလုပ်လိုက်လဲဆိုရင်ရလာတဲ့ value တွေအားလုံးကို average ရှာတာဖြစ်တဲ့အတွက်total Fahrenheit ကို CT count လို့ပြောရဲပါလဲဆိုရင် length နဲ့ပဲဘာဖြစ်မလဲပြန်စားလိုက်တယ်ပြီးရင် round down 0ထိချရဲပြီး integer ပြောင်းပလိုက်တယ်သူပြောကြတဲ့သူလိုချင်တာကမေကုန်းမှာပြောကြတဲ့အကုန်လုံးကိုဘာပဲလိုချင်တာလဲဆိုရင် whole number ပဲလိုချင်တာ average overall and အကုန်လုံးလဲ whole number whole number ဖြစ်ပဲလို့ချင်တာမဟုတ်လို့ဒီမှာလဲနှစ်ခုကြတော့သူ whole number ပြောင်းထားပါတယ်ဒါပေမဲ့ပေါင်းတော့မြောက်စားပြီးရဲ့နောက်မှာအပြောင်းလဲရှိလာခဲ့ပေါ့နော်ဒါ safety စနစ်နဲ့ဘာလုပ်လိုက်လဲဆိုရင်0 round down လုပ်ပြီးတခါတည်း integer ပြောင်းပြတယ်0 round down လုပ်ပြီးတော့ integer sorry မေးစရာရှိရပေါ့0 round down လုပ်ပြီးပြီပေါ့ဆိုတော့မဟုတ်သေးဘူး integer ပြောင်းလိုက်မှ integer ဖြစ်တာဟုတ်ပြီနော်ဆိုတော့ integer ပြောင်းလိုက်တယ် final မှာတော့သူပါ print လုပ်ပေးလိုက်လဲဆိုရင်for hash ဟောစားပါလဲဒီမှာပေါ့ဒီ table အတိုင်းပဲပြလိုက်တာပေါ့ဟုတ်ပြီနော် overall
average ကိုဒီမှာသူရှင်းပြတယ်ဒီမှာ cross 40ပြီးတော့ဘာလုပ်တာလဲပြီးရင်ဘာလုပ်လိုက်တာလဲ overall average ဆိုပြီးတော့ဒါထုတ်ပေးလိုက်တယ်ဒါ table ရဲ့ food မှာပြရမယ်အပိုင်းပေါ့ဟိုစားပါလဲဒီ final ဟိုစားထုတ်ပေးထားတာပေါ့နော်ဒါ final result overall average ကို final result ကိုထုတ်ပေးလိုက်တယ်ပေါ့footer ပေါ့နော်ဒီနေရာမှာဟိုစားပါလဲဒီ result လေးဒါပေါ့နော်ဒါတော့ဟိုအတက်နိုင်ဆုံးရှင်းအောင်ရှင်းပြထားတာပေါ့အောက်မှာကလည်းအဲ့ဒီပုံစံပါပဲဒီလိုပုံစံပါပဲဟုတ်ပြီနော်ဆိုတော့ကြိုက်တဲ့နီလန်းနဲ့သွားလို့ရတယ်ပေါ့နော်ကြိုက်နားလည်မယ်လို့လည်းယုံကြည်ပါတယ်နော်အားလုံးအဆင်ပြေပါစေ2020ဒါတော့2025မေကုန်ပေါ့နောက်တေးမှာလည်း2024 2023ဒီ paper 2ရဲ့ဒီ major အပုပ်20တန်းမေကုန်လေးတွေကိုဟွာပေါ့နော်ဥစားလုပ်ပေးသွားမယ်ဒီလိုမျိုးပဲရှင်းပြပေးသွားမယ်ဘာလို့ဆိုဆောင်မွေးလေးပြီဆိုတော့လေဒီ major series အမီလေးပေါ့နော်